regulator စာဖို့လို့ခေါ်တယ်သူကဒီဘက်ကိုကတ်ရင် low pressure ဒီဘက်ကိုဆိုရင် free အဲ့တော့ဒီသူ့ position ကတော့ဒီလိုလေးနေတာများတယ်ဟိုပန့်ထဲမှာနေတဲ့အချိန်ဆက်နိုးလိုက်ပြီးတော့ဟို safety lock တွေပါတင်လိုက်ပြီဆိုကမှလည်းဒီဘက်ကိုကတ်သွားမှာနော်အဲ့ဒါလေးသဘောပေါက်ဒီကောင်လေးတွေကိုဘာတွေကထိန်းထားလဲဆိုရင်ဒီကောင်လေးကို stopper လို့ခေါ်တယ်ဒီ stopper တက်တဲ့အချိန်မှာဒီ fiber ring လေးကပြင်မှာပဲနေရာမှာပိုရင်းကအတွင်းထဲမှာနော်မတက်အဲ့ဒါမှားလို့မရဘူးဒီကောင်လေးပိုရင်းကအတွင်းမှာဒီ fiber ring လေးကထဲဟိုအပြင်မှာနော်တော့ရိုက်ထည့်လဲကုလကလဝင်သွားရင် position မမှန်မကောင်းအဲ့လိုဟုတ်ပြီဒီထည့်လိုက်တဲ့ O ring တွေကဟိုစီးလုံးမလို့ကြည့်အဲ့တော့ဘယ်လိုကြည့်မလဲဆိုရင်ဒီမှာဒီကောင်လေးကိုပိတ်မယ်နော်ဒီဘက်ဘာကိုပိတ်မယ်ဒီကောင်မတင်မယ် regulator စာဖို့ပုံမတင်မယ်ဟုတ်ပြီခဏရက်မယ်ဒီစီးလုံးမလို့စိုးရရင်လုံးမစိုးရင်သူ့ကိုစီလေးနဲ့ဟဲလိုလေးစီလေးနဲ့ထည့်ဒီပေါက်ကိုပိတ်မယ်စမ်းမယ်ဒီမှာအမြုပ်နေထွက်လာရင်မလုံးနော်ဒီကောင်မလုံးရင်ဘာဖြစ်မလဲဆိုရင်ဒါကစလင်ဒါဘလောက်လို့ခေါ်တယ်ဒီကိုလုံးကြီးဘလောက်ကိုဒီကောင်ကစီတူလောင်ပေးတာပေါ့နော်ဒီထဲမှာစီတူလောင်ဒီကောင်ကဘာဘလောက်လို့ခေါ်တယ်စန်တာဘလောက်လို့လည်းခေါ်သူအလေထဲမှာနေလို့ပေါ့အဲဒီကောင်မလုံးလို့ရှိရင်ဒီဘာဘလောက်နဲ့ဒီပင်စလင်ဘလောက်နဲ့အုပ်တာညှက်တာအတွက်ကြောင့်ဒီဂျားတွေကဘာနှစ်ခုကြားမှာဒီလိုဂျားတွေမှာစီတူယူလိုက်နော်ကိုကလုံးနေပထမလဲစမ်းပြီးသားဆိုတော့ဒီကောင်လုံးနေဒီတော့မကူနဲ့တော့နော်အဲ့တော့ပန့်ကိုစလုံးမဲ့နေရာမှာပန့်1ပန့်2ရှိတာရှေ့ပန့်နောက်ပန့်တို့အဲပန့်တို့အာပန့်တို့ရှိတဲ့ထဲမှာငါတို့ကဘယ်လုံးကိုစလုံးမလဲဆိုရင်အဲပန့်နဲ့အာပန့်လို့ပြောနှစ်ထပ်ပန့်နေမှာအဲပန့်နဲ့အာပန့်ပြောကြည့်ဆိုရင်ငါတို့အာပန့်ကိုအရင်လုံးမယ်ပန့်1နဲ့ပန့်2ဆိုရင်လည်းပန့်2ကိုအရင်လုံးမယ်နော်အဲ့တော့ဒီဘာ position မှမှုအရေးကြီးတယ်ဒီဘာတွေအပေါက်အကျယ်ကြီးပေါ့နော်တော့မယ်ဆိုဂျော်ကာပါဇက်လေးလိုပဲဘာပေါက်အကျယ်ကြီးအဲ့လိုလေမိန်းပန့်ကနေလာတဲ့စီစုပ်တဲ့ဘက်မှာနေရမှာနော်ဒါဆိုရင်သူ့ဘာမဟုတ်ဘူးဒါသူ့ဘာမဟုတ်ဒါမှသူ့ဘာနော်သူကဘာမဟုတ်ဘဲနဲ့တွားတက်ရင်ဒီလိုဖြစ်နေမှာပေါ့ဒီလိုဖြစ်ရင်သူကလုံးမ position မကြဘူးဒီလိုလှုပ်နေတော့မြင်နော်ဟောဒါကြတော့ position မှာဝါရင်မလှုပ်တော့ဘူးဒီဘက်က hydraulic seal ကိုစုပ်ယူတဲ့ဘက်ကြောင့်မလို့အပေါက်ကျဲတယ်ဒီဘက်က hydraulic seal ကိုကျစ်ပြီးတော့ high pressure ထုတ်တဲ့အတွက်ကြောင့်မလို့အပေါက်ကျင်းတယ်နော်ဒါကစုပ်တဲ့အပေါက်ဒါထုတ်တဲ့အပေါက် okay အဲ့တော့ဒီကောင်ပန်တူဝါတော့ပန်တူဆိုတော့ဒီကောင်လုံးတဲ့အခါမှာဒါခုနလိုအပ်ချက်လေးတွေရှိလို့ဒီမှာလည်းစီများများပေးဖို့မမေ့နဲ့နော်ဒီမှာလည်းစီများများပေးဖို့မမေ့နဲ့နောက်တစ်ခါဘောပဲတင်ထည့်ဖို့လည်းမမေ့နဲ့ဘောပဲတင်ထည့်ဖို့လည်းမမေ့နဲ့ဘောပဲတင်ထည့်ဖို့မမေ့နဲ့ပြီးဒီမှာဘားလေးရှိမယ်ဒီဘားလေးဒီဒါ K5V 140 ပန့်ဖြစ်တဲ့အတွက်ကြောင့်မလို့ဒီမှာ name plate တစ်ချက်ကြည့်မယ် K5V 140 DTP 109R အဲ့ဒါဖြစ်တဲ့အတွက်ကြောင့်မလို့ဒီဘားလေးတွေဒီအဆန်မပါဘူးနော်အဆန်မပါဘူး K3V 112တို့113တို့မှာဆိုရင်ဒီမှာဘားဆန်လေးပါနော်ဒီကတော့ဘားဆန်မပါဘူးဟိုဒီလည်းထည့်တာနော်ဒီဘက်ကထည့်တယ်ဟိုဒါကိုလည်းခုနပြောထားတဲ့အတိုင်းသူ position မှန်ထည့်မယ်ပြီးရင်ဒီကောင်လေးကိုစီများများကျွေးထားတဲ့အတွက်ကြောင့်မလို့ဒါအုပ်ရုံပဲနော်တန်ရှင်းနဲ့အုပ်မယ်ပြီးရင်ဒီဘာအုပ်မယ်ဒီစလင်နာဘလောက်အုပ်မယ်ပေါ့ဒီ O ရင်းကဘယ်ရလဲကွာ1 2 3 4 5 1 2ခုနကွန်းတာစုပ်ပါလေနော်ဟုတ်ပြီပန်တူကိုရင်လုံးတာပေါ့ဒါတော့မိမိတွေ့ကြုံနေတယ်မိမိပြန်ပြီးတော့တပည့်တွေညဝေးဟာဒီမှာ O ရင်းတစ်ခုလုံးမယ်အဲ့ကောင်မကောင်းဘူးပြီးရင်ဒီကောင်နဲ့ swap plate တွေကောင်တွေကဒီလိုတက်မှာဖြစ်တဲ့တော့ဒီ swap plate ကငြိမ်မနေရင် clock နဲ့ခဏပြုတ်ကြတယ်အဲ့ဒီကောင်ကိုအမဲစီတုပ်ပြီးတော့ကတ်ထားလို့ရအမဲစီပါပါလေးနော်ဟုတ်ပြီဒါဘယ်လိုထည့်မယ်ဆိုရင်ဒီဘလောက်လေးကိုနည်းနည်းမလိုက်မယ်ဒီဘလောက်လေးကိုနည်းနည်းမရောဒါရောက်ပါနော်ဒါလွယ်ကူတဲ့နည်းပဲဒီ regulator စာပုံမှာ golly လေးရှိတယ်ဒီ swap plate မှာလည်း golly အထိုင်လေးရှိတယ်အဲ့ဒါလေးတဲ့မတဲ့သိချင်ဒီလေးမှာပြီးရင်ဘယ်ညာလှည့်ကြည့်မယ်ဘယ်ညာလှည့်ကြည့်အောက်ကစာပုံခိုင်ထားမယ်အေးအဲ့ဒါမှန်နော်ဟုတ်ပြီပြီးတော့ဟိုအဲ့လိုထည့်လိုက်တဲ့အချိန်မှာမမျောလင်းမဲဟိုမတော်တဆကြောင်ပေါ့နော်အောက်ကဘားပလိတ်ရယ်ဘားရယ်ရှက်ထိုင်လူပြီးလိုက်မတဲ့မှာစိုးရအဲ့တော့ကိုကဒီလိုလေးစမ်းမိလားနော်ရှက်ရှိနေပြန်ဟိုကရှက်ရှိနေတော့
ကိုကဒါသူ့ line မင်းလေးတက်အောင်ကိုကဒီလိုလေးစမ်းမိရမှာနော်ဒါဆိုရင်အောက်ကအထိုင်နဲ့တက်ပါပြီစိုးရိမ်တာမရှိဘူးနော်အကုန်လုံးလုတ်ဖြစ်တယ်ဒါလေးထုတ်မယ်ပြီးရင်အဖုံးအုပ်တဲ့နေရာမှာဒီကောင်နဲ့ဂျူတူတွေဒီကောင်လေးစီမရှိမှာအဖုံးအုပ်တဲ့နေရာမှာလေဘောင်းလေးကိုစီကျွေးမယ်ဒီမှာစီကျွေးမယ်ဒီမှာစီ